ကိုကတော့ကျွန်တော်က Mesh ရဲ့8000 watt power station သူက8000 VA/8000 watt လို့ရေးထားတယ်ဒါပေမဲ့သူ့ရဲ့ name plate ထဲမှာဆိုရင် power factor က 1.0 ဆိုတော့1ပေါ့1ဆိုလို့ရှိရင်8000 VA ကတကယ် reality မှာလည်း8000 watt ဒီထုတ်တုံးလို့ရတယ်ဆိုတာမျိုးကိုကျွန်တော်တို့ပြီးခဲ့တဲ့ဗီဒီယိုမှာလည်းစမ်းခဲ့ပြီးသွားပြီခုဒီမှာလည်းကျွန်တော်ထပ်ဆန်းပေးမယ်နောက်တစ်ခုကကျွန်တော် manual ဆောင်းမှာဆိုလို့ရှိရင် manual ဆောင်းကလေးကဝယ်ထားပြီးရင်တင်ထားဖို့လုပ်လို့တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကအထက်က setting တွေကိုယ်တိုင် user ကိုယ်တိုင်ဝင်ပြင်ချင်တာတော့လကောက်ဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့က error code ပေါ့ error code ဆိုလို့ရှိရင်လည်းသူက error code အရေးအတွက်ဆိုလို့ရှိရင်ဘယ်လောက်တိရှိလဲဆိုလို့ရှိရင်90အခု90လောက်တိရှိတယ်အဲ့မှာဆိုရင်သူကကျွန်တော်ကခုကလောက်ကိုစမ်းကြည့်ပါလောက်စမ်းကြည့်တဲ့အခါမှာဆိုရင် overload ဆိုလို့ရှိရင်သူက60ခွန် error code 60ခွန်က overload လို့ပြောတယ်ပေါ့နော်အခုလက်ရှိကတော့ကျွန်တော်က9100 9200လောက်ထုတ်စမ်းနေတယ်အဲ့မှာကျွန်တော်တို့ဒီမှာ1500 1600လောက်ရှိတဲ့ dryer ကိုကျွန်တော်ဆွဲကြည့်မယ်ဆွဲကြည့်တဲ့အချိန်မှာသူက overload အလန်းမဲမြည်တာလားဒါမှမဟုတ်လို့ရှိရင်လည်း overload ကိုဖြတ်ချတာလားဘယ်လိုပဲဆိုစေပေါ့ overload ဆိုတာကတော့ကျွန်တော်တို့က user တယောက်ကမဖြစ်မနေရှောင်ရမယ်ဘယ်လိုခေါ်မလဲအမှားယွန်းတစ်ခုပေါ့လုံးဝမဖြစ်နေရှောင်ရမယ်အမှားယွန်းတစ်ခုပါဒီအမှားယွန်းကကိုတုံးနေတာကလုတ်ဘလောက်ဆွဲနေရလဲအဲ့လုတ်ထက်ကြော်ဆွဲလို့ရှိရင်သူကအလန်းမဲပေးတာလားဒါမှမဟုတ်ဖြတ်ချတာလားဖြတ်ပဲချအလန်းမဲပေးအဲ့အဆင့်ထိတော့တုံးတာမျိုးတော့ကျွန်တော်တို့ကလုံးဝရှောင်ရမယ်ကဲဒါဆိုအနီးကကျွန်တော်လှုပ်ဆွဲတဲ့ဟာလေးကိုစမ်းကြည့်မယ်နော် manual ဆောက်ကလေးလည်းဆောင်းထားဖို့လိုတယ်ခုဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်က9300 9400လောက်ဆွဲနေတယ်အဲ့မှာအဓိကကတော့ကျွန်တော်တို့ဖြတ်ချခြင်းမဖြတ်ခြင်းဆိုတာတဲ့နောက်တစ်ခုကကျွန်တော်ပြချင်တာကဒီမှာဆိုလို့ရှိရင်သူ့ရဲ့ဒီ menu ထဲမှာကျွန်တော် focus လေးဖမ်းကြည့်ပါနော်သူကဒီမှာဆိုလို့ရှိရင် overload protection ဆိုပြီးတော့ပါတယ်ဒီမှာဆိုရင်သူ့ရဲ့တက်မှတ်ထားတာတဲ့ 110% သုံးမယ်ဆိုရင်သူက5 second အတွင်းမှာ overload လာအောင်လိမ့်မယ်တကယ်လို့ကျွန်တော်တို့က 105% လောက်ပဲယူသုံးတယ်ဆိုရင်overload အနေနဲ့တုံးတာပေါ့ 5% လောက်အစွန်းတက်တုံးတယ်ဆိုရင်10 second အတွင်းမှာဟောမယ်။ Okay ဒါဆိုရင်ကျွန်တော်စမ်းကြည့်မယ်။လက်တွေ့ကြာခြင်းကတော့ပို့ပြီးတော့အတိတ်ပဲရှိတယ်လို့ယူဆကြတာပေါ့ဗျာနော်။ဒါဆိုရင်အခုဒီမှာတော့ဆွဲနေပြီ9600အထိဆွဲနေတယ်9600ဆွဲတယ်ဆွဲချလိုက်ပြီဗျာနော်8400ဆွဲသွားပြီ overloadအလန်းညီးပြီကျွန်တော်ကတော့သူ့အလန်းမြည်တဲ့အနေအထားတစ်ခုမှာပဲရက်လိုက်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကပစ္စည်းကသူ့ရဲ့ဒီ menu ထဲမှာရောကျွန်တော်တို့ဒီသူတို့ရဲ့ဒီဟိုပါပေါ့technician တွေကိုကျွန်တော်ကနေပြီးတော့ overload ကဖြတ်ချလားဖြတ်မချလားဆိုတာကိုကျွန်တော်က confirm မလုပ်ရတဲ့အတွက်အလန်းတော့မြည်တယ်ဒါပေမဲ့ကျွန်တော်ရက်သွားလားမရက်သွားလားတော့ကျွန်တော် risk ယူပြီးတော့ထပ်ပြီးတော့မစမ်းတော့ဘူးကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီနေရာမှာပဲအဆုံးသတ်ပါမယ်အကယ်၍ကျွန်တော်တို့ကအလန်းမြည်တယ်ဘယ်နှချက်မှဖြတ်ချတယ်ဆိုတာမျိုးကိုလည်းကျွန်တော်နောက်ထပ်ဗီဒီယိုနဲ့အတူထပ်ပြီးတော့ customer တွေကို sharing လုပ်ပေးမယ်လောလောဆယ်ကတော့ဒီလောက်နဲ့ပဲကျင်납ပါတော့ပါဗျာเนาะဒါပေမဲ့ overload ကတော့တိကြီးနဲ့တော့လုံးဝမတုံးပါနဲ့လို့တော့ကျွန်တော်သတိပေးပါရစေအားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျ